မင်္ဂလာပါဒီနေ့မြန်မာ School House မှာတင်ပြမယ့်သင်ခန်းစာကတော့ဒုတိယတန်းမြန်မာဖတ်စာအသက်လေ့ကျင့်ခန်းသင်ခန်းစာ10ဖြစ်ပါတယ်အခုဒီစာမျက်နှာမှာဒီနေ့သင်ခန်းစာမှာလေ့လာမယ့်အသက်လက္ခဏာကိုတွေ့ရမှာဖြစ်ပါတယ်ဒီလက္ခဏာကတော့ပတ်သက်ဖြစ်ပါတယ်ပတ်သက်ကိုအပြည့်အခရာနဲ့ပူးတွဲရေးသားပါကအပတ်သက်လို့အတန်ထွက်ပါတယ်အခုပတ်သက်ကိုတရားလက္ခဏာများနဲ့ပူးတွဲရေးသားပုံကိုဆက်လက်လေ့ကျင့်ပါမယ်ရပ်ပင်ပတ်သက်ဟာထိုပတ်သက်အခုဆက်လက်ပြီးပတ်သက်အသက်လက္ခဏာကိုပြည့်အခရာများနဲ့ပူးတွဲရေးသားပြီးတော့အတန်ထွက်ရွတ်ဆိုလေ့ကျင့်ပါမယ်ကပတ်သက်ကကောကခပတ်သက်ခရေခစပတ်သက်ဆက်ပူဆက်စပတ်သက်ဆက်စက်တဖူးပန်းထပတ်သက်ထထူထနပတ်သက်နတ်သနခဖနက်ရပတ်သက်ရက်ရက်တောင်ရပတ်သက်ရက်မတ်တရက်တပတ်သက်သက်သက်ရက်ရက်ဟပတ်သက်ဟက်ပိုးဟက်အပတ်သက်အခရပ်ပင်ပတ်သက်ချက်ပြင်ချက်ဒီနေ့မြန်မာ School House မှာတင်ပြတဲ့ဒီနေ့သင်ခန်းစာကိုကြည့်ရှုအားပေးတဲ့ကျောင်းသားကျောင်းသူတသားမိမိတို့အားလုံးကိုမြန်မာ School House မိသားစုကကျေးဇူးများကြီးတင်ပါတယ်